cái mưu alo mình là bạn đó cái này này trong bây giờ chỉ mà pin đi ra bị cả cho nó là cũng mà pin là lúc mưu bia trên này rồi này ở đây mình là bán của bát đi xe bị lại đấy thà bên cho nó thắt tiền bị lại đấy thắt tiền bị lại đấy thắt bây giờ cho nó mình đã cả bị ra là xin nó số cho nó bị lại đấy nó thắt tiền bị lại đấy ở đây cho nó cố gắng thu ra cho nó chỉ là mưu đi sắp bây giờ tao này thế mà cho nó mình có của sức sát tông rồi cho nó bị à cho nó cố gắng lấy sức sát tông để có vẻ cho nó thu ra ai đó aku aga cái lên là chỗ mà đi bắt thoátသွားတဲ့10ပြည့်3ကက်လေးတွေ့လို့အဲ3ကက်ကလေးတွေ့တာနဲ့ကျွန်တော်ပြချင်တာနဲ့ဗီဒီယိုလုပ်နော်အဲ့တော့ပေါက်တော့ပေါက်တယ်ရှုံးကြတယ်ကျွန်တော်ဒီဘက်ကျွန်တော်ရဲ့တပတ်စာကတ်တွေကအားလုံးထွက်သွားတယ်အခွေလည်းထွက်သွားတယ်62ကိုကျွန်တော်ဟူးမကြော်ပေးတယ်62နောက်နေထွက်တာနော်6ပတ်ကြီးကတော့ဟူးမကြော်ထွက်သွားအဲ့ဒီမှာ main ကွက်62ပေးတယ်62ထွက်တယ်ရေဘေးအလှဆိုပြီးတော့ကျွန်တော်ပေးတယ်53ပါသွားတယ်အဲ့ဒီမှာ23ပါတယ်28ပါတယ်နော်ဒီတစ်ပတ်နောက်ဆုံးနေ့ကတော့ဟုတ်တယ်8ကကျွန်တော်တနေကုန်ကြိုက်တာဒါပေမဲ့မနက်ပိုင်းကိုခေါ်တာမနက်ပိုင်းကမထွက်လာတော့ညနေတော့အားတော့ရှိသေးတာပဲဒီ8ကဆိုပြီးတော့ကျွန်တော်က3တလုံးကိုအမိရဖမ်းတာကျွန်တော်ရဲ့မီးစနစ်ရပေါ့ထွက်ဖို့တွဲရမယ်ဆိုပြီးတော့ထွက်ရင်လည်း8တလုံးနဲ့ပဲကတ်ထွက်ရမယ်ဆိုပြီးတော့3မပေးဘဲနဲ့3ညလာပေးခံလိုက်ရအောင်ဒီပေါ့နောက်ပတ်ထက်ယူမယ်ကျွန်တော်အခု line ပေါ်မှာတင်ထားတယ်ညနေသီးတန့်အရှုံးများနေတဲ့အမျိုးတွေအတွက်ကိုကနန်းကအလွန့်ကျော်မှာကျွန်တော်တို့2ကွက်လောက်ပဲရရမှာအဲ့ဒီကောင်ကကနန်းတစ်လုံးရပြီထွက်ပြီးမှနောက်တစ်လုံးထပ်ရမယ်ကနန်းတစ်လုံးကကြိုတင်ပြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ကနန်းတစ်လုံးဖမ်းနေတဲ့တစ်လုံးကဘုံဘူးမကြုံထွက်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲကြောင့်ကျွန်တော်ကအမျိုးအရှုံးများနေတဲ့အမျိုးတွေကိုကျွန်တော် line ပေါ်ကိုတင်ပေးလိုက်တယ်ကျွန်တော်ဖုန်းနံပါတ်တင်ပေးလိုက်တယ်ကျွန်တော်အဲ့ဖုန်းနံပါတ်တစ်လုံးပဲကင်တယ်အဲ့ဖုန်းကိုဆက်လို့ရတယ်ကနန်းတစ်လုံးရပြီမနက်ပိုင်းထွက်ပြီးသွားရင်နောက်ကနန်းတစ်လုံးထပ်ကတ်မယ်ကနန်းကတော့ရပြီးသွားပြီ2ကွက်3ကွက်ဖြစ်နေတယ်အဲ့တော့ပြန်စစ်ထုတ်မယ်စစ်ထုတ်ပြီးတော့ကျွန်တော်တို့ကအလွန်ကျွံအာရင်2ကွက်3ကွက်အဲ့လောက်ပဲကျွန်တော်တို့ထိုးမယ်အဲ့ဒါညနေပိုင်းစီးတန်းကိုကျွန်တော်တို့ထိုးမှာမနက်နဲ့မဆိုင်ဘူးမနက်ကနန်းနဲ့မဆိုင်ညနေတီးတန်းကျွန်တော်ထိုးမယ်အဲ့တော့အရှုံးများနေတဲ့အမျိုးတွေအားလုံးဖုံးဆက်ပါရဲတင်းဆက်နော်လိန်လည်းမလိန်ဘူးမညာလည်းမညာဘူးလိန်လည်းမလိန်တတ်ဘူးညာလည်းမညာတတ်ဘူးကိုယ်တိုင်ထိုးတယ်ကိုယ်တိုင်ကနန်းရှာတယ်ကိုယ်တိုင်ဝါသနာရ9သားမျိုးတင်ပြီးဒါပဲနော်ကျွန်တော်ထိုးချက်ကတော့မပြောနဲ့မမေးနဲ့ဒါမှတော့ခါမှမပြစ်ဘူးအပတ်တိုင်းကျန်တဲ့အမျိုးအရင်းနဲ့အကုန်သိတယ်မေးကြည့်ခါမှကျွန်တော်ရာသူမရှိဘူးကျွန်တော်နှလုံးထိုးထားတဲ့တက်တန်းမှာဒီတစ်ပတ်တော့အဲ့ကောင်က3ဒုက္ခပြီးသွားရှစ်ကတော့သူကမျိုးတဲ့အတိုင်းပဲမနဲ့မတွက်ရင်ရှစ်ကထွက်ရမယ်ဆိုကျွန်တော်တော်တော်ကြီးကြောက်ကြမယ်ဆိုပြီးကျွန်တော်က3မယ်လို့သူကကနန်းမတူညနေပိုင်းပန်းတာကနန်းဘာလို့တော့ကျွန်တော်အဲ့ကနန်းတစ်လုံးမျှော်ပြီးအဲ့မှာကျွန်တော်မျှော်ကနန်းတို့ပြီးကျွန်တော်ပြောဘူးတယ်မျိုးတို့ကဲအဲ့ထားလိုက်တော့နော်အခုကျွန်တော်ပြမယ်တိုက်ကလေးကလှတယ်ကနန်းတစ်ကွက်ပြန်ထွက်ပြီးဟုတ်ပြီလားဘာလို့တွက်ပေးလဲဆိုလို့ရှိရင်တောက်ကြနေမှာပိတ်သွားတယ်10ပြည့်ကဒီကလင်နာတကြောလုံးမှာဒီတစ်ခါနဲ့မှ3ကပဲရှိသေးတယ်3ကပဲရှိအဲကြောင့်ကျွန်တော်လေးလာတယ်ကနန်းရှာကြည့်ရကြားမယ်ဆိုတဲ့ကနန်းတစ်ကွက်ကတော့တွေ့ထားတယ်
ကန်ပေးရင်ရမယ်ဟုတ်ပြီလားအဲ့တော့အမျိုးတို့ဒီမှာလဲကလင်နာချင်းပေါက်စင်ချင်းရှာကြည့်ကျွန်တော်တို့အခုကလင်နာမာရတယ်လာမပုတ်ဘူးကလင်နာအဟောင်းမကြီးနော်အဲ့တော့တူတူကြည့်လိုက်ကြအောင်နော်တုံညပါတဲ့10ပြည့်ကိုတောက်ကြနေမှာပိတ်သွားရင်ခဏန်းတစ်ခွက်ပြန်ထွက်တယ်အဲ့ခဏန်းဒီဘယ်ကခဏန်းလဲဆိုတော့လေးလာတုံးတက်ပဲအမျိုးတို့လည်းရှာကြည့်ရင်ပေါက်မှာတွေ့မယ်ရှာကြည့်တွေ့လိမ့်မယ်တွေ့ရင်တော့ပေါက်မှာကျွန်တော်ကတော့တွေ့ထားတယ်ဒါမှကျွန်တော်ကြားမပြဘူးကျွန်တော်900တိုင်းမျိုးအခု line ပေါ်မှာတပတ်စာတင်ပေးတယ်ခွန်သမားတွေအတွက်ခွန်အားပေးထားတယ်အဲ့ကနန်းတစ်ပတ်လုံးစာကနန်းဒီကျွန်တော်အားလုံးတွက်ကြည့်လိုက်ရင်တပတ်စာလုံးမှာကျွန်တော်တပတ်စာလုံးမှာပတိတစ်လုံးတစ်တာလောက်ပဲရှိတယ်ခိုင်တို့နေ3ကပေါက်မှာဟုတ်လားမဟုတ်ဘူးကတော့အမျိုးအသိဆုံးပဲကျွန်တော်တပတ်စာကတ်ဒီကျွန်တော်ခေါ်ရင်ခေါ်သလိုလာတယ်ခိုင်တို့နေတပတ်စာကတ်ကိုစကင်ရှော့ရိုက်ပြီးတော့ခိုင်တို့နေရင်တော့အကျုံးမရှိဘူးအဲ့ဒါမျိုးတို့အတိဆုံးကျွန်တော်ကြွားမပြောဘူးညာမပြောဘူးလိမ်မပြောဘူးမလုံးမပေးဘူးဟုတ်ပြီလားအဲ့တော့ဒါလေးကိုကျွန်တော်တို့အတူကြည့်ကြမယ်လေးလာကြမယ်ဟုတ်လားအမျိုးတို့လည်းပေါက်စင်လေးရှင်ပေါက်စင်လေးနဲ့ကလင်နာလေးနဲ့ကြည့်လိုက်အားလုံးဒီကလင်နာတစ်ကြောလုံးမှာ10ပြည့်လို့ပိတ်သွားတာ3ညနဲ့10ပြည့်လို့ပိတ်သွားတာ3ကပဲရှိ3ကဒီအပင်ထဲမှာ3ကပ်ပဲရှိသေးဟုတ်ပြီလားအဲ့3ကပ်ကိုကျွန်တော်တို့ကရှားတယ်ခဏတွေ့ရလာလဲလာတယ်3ကပ်မို့လို့လဲကြိုက်တယ်အများကြီးတော့မကြိုက်ဘူးအများကြီးတော့မကြိုက်ဘူးအပင်ရှင်မကြိုက်ဘူးနော်အဲ့ဒါကျွန်တော်ရဲ့အကျင့်ပဲကျွန်တော်ဒါ3ကပ်ဆိုတော့ဒါဘယ်လိုပဲပြပြပေးနိုင်တယ်ဆိုတော့ယုံကြည်ချက်နဲ့ပေါ့နော်အဲ့တော့လေးလာမယ်ဆိုတော့ကဲစပြီးတော့ဒီမှာကျွန်တော်တို့တွေးပြန်ပြီဟုတ်လားတွေးပြီးစပြီးတွေးတာဒီမှာပထမဦးဆုံးကတ်အားလုံးမှာ3ကတ်ပဲရှိတယ်3ညနဲ့ပိတ်သွားတယ်10ပြည့်ဟုတ်လားဒီမှာပထမဦးဆုံးကတ်ကဒီမှာဟုတ်လားဒီမှာ3ညနော်3ညလို့ပိတ်သွားတယ်ပိတ်ရင်ဒီအကွက်မှာတစ်ကွက်ပြန်ထွက်တယ်ဒီကွက်မှာခဏတစ်ကွက်ရှိနောက်ဒုတိယကတ်ဒီမှာနော်3ညပိတ်သွားတယ်အဲ့ဒီမှာကဏ္ဍတစ်ကွက်ရှိတယ်အဲ့ကဏ္ဍအရန်ကောင်းတဲ့တစ်ကွက်နှစ်ကတ်အဲ့တော့ဒီမှာတစ်ကတ်ဒီတစ်ပတ်မှာပိတ်သွားတဲ့ကဏ္ဍ3ညလို့10ပြည့်ကဏ္ဍတစ်ကွက်ရှိဟာလားအဲ့ကဏ္ဍတစ်ကွက်ရှိအဲ့ကဏ္ဍတစ်ကွက်ကကျင်းသေးပေါ့လာမှာကျင်းသေးပေါ့လာမယ်ဆိုတာ100ရာခိုင်နှုန်းလောက်ထိကိုယူထားတယ်ဒါပေမဲ့ဘယ်နေ့လာမလဲမသိဘူးဘယ်နေ့လာမလဲမသိဘူးအဲ့ကဏ္ဍတစ်ကွက်ရှိတယ်ကျွန်တော်ရှိမှာဒီလို10ပြည့်ပြည့်သွားရင်တောက်ကြနေမှာ10ပြည့်3ညနှလုံးနဲ့3ညတစ်လုံးနဲ့10ပြည့်ပြည့်ရင်ကဏ္ဍတစ်ကွက်ဒီမှာရှိတယ်အားလုံးပေါ်မှာဒီမှာဒီဘက်မှာရိုက်သွားတဲ့ကဏ္ဍတပင်ရဲ့ဒါမှပထမဦးဆုံးတပင်ဒုတိယဒီမှာတပင်3ညနဲ့ပိတ်သွားတဲ့10ပြည့်ဟုတ်လားအဲ့မှာကဏ္ဍနေတော့မရှိပင်ဒီထွက်မယ်တော့မသိဒီမှာထွက်မဲ့ကဏ္ဍတစ်ကွက်ရှိတယ်အမျိုးတို့လမ်းစာပေးလိုက်တာကဏ္ဍတစ်ကွက်ရှိတယ်ဒီမှာနော်ဒီမှာကွက်ရှိတယ်ဒီမှာထွက်မှာကဲအားလုံးမင်္ဂလာပါနော်မင်္ဂလာပါကျောင်းပိတ်ရဲ့လေပြင်းနေမှာဆိုလို့